Hello everyone, Kimi ပဲဖြစ်ပါတယ် Kimi ကဒီနေ့ဗီဒီယိုမှာတော့ဗောနော် Kimi ကိုပိုင်းအောင်ထားပါလေးခုံပြခိုင်းထားရဲ့ဒီ comment မှာရှင်ဗောနော်အပေါ်က comment မှာရှင်မကခုံခိုင်းထားလို့ Kimi ကခုံပြပါပါ Kimi ဗောနော်ဒီစာဝါလေးကို YouTube မှာအပ်ပေးရသူစင်တော့ကြည့်မှာဗောသိမှာဗောနော်ဒီစာဝါကို Kimi ခုံပြပူပါရဲ့ Q&A ဗီဒီယိုလေးဗောနော်လုံးဝအဲ့ Q&A ကို Kimi ကို part 2လောက်ပဲရှိတယ် Kimi နားလိုက်ပါတယ်ဘလို့ဆိုတော့ ယူရိုကမှအားမပေးတာလို့ Kimi ကဗောနော်အားမပေးရခါကျတော့ Kimi ကအဲ့အရာကိုနားလိုက်ပါတယ် Q&A ဗောနော်ပြန်စတော့ပါမယ်ဒါမဲ့ဒီဗီဒီယိုတော့မဟုတ်ပါဘူးတခြားဗီဒီယိုတွေမှာဗောနော်ဆိုတော့စကားမပြဘဲနဲ့ခေါ်လိုက်ရအောင် let's go တော်တော်လေးကိုဗောနော်မိုက်ပါအော် तू ကဟိုပါရေပဲကဲဒါဆိုရင်အင်ကြီးကြောင်းနဲ့ဟိုကနေမလိုက်သွားပြီနော်ကဲနောက်ထပ်မေးချင်တာရှိရင်လည်းမေးသွားလို့ရပါတယ်အပီနောက်ကြရလားခင်မျိုးစိတ်မဆိုးကြပါနဲ့ရှင်ခင်မီပေါ့နော်တချို့ကကျတော့ခင်မီကို follow လုပ်ထားတယ်ဒါပေမဲ့ခင်မီကပေါ့နော် follower 50တဲ့ကျော်တိုင်းခင်မီကမလုပ်ဖြစ်တော့ဘူးလေခင်မီတစ်ခါတလေမှလုပ်ဖြစ်တာဘလို့ဆိုတော့ဒီနေ့ချိန်နဲ့ပြည်နေလို့ပေါ့နော်မျိုးညဘက်လို့ခုလို့နေ့လေခံအချိန်လို့မှခင်မျိုးတိဟိုကဖြစ်ပေးပါမယ်အပီပြန်ပေးပါမယ်ရှင်နောက်ပြီးတော့ပေါ့နော်ခင်မျိုးမေးချင်တာရှင်လည်းခင်မျိုး comment မှာမေးလို့ရပါတယ်ဒါမဲ့ပေါ့နော်ခင်မျိုးတွေfollow လုပ်ထားတယ်ခင်ဗျာ follow back ပြန်မလုပ်ထားဘူးဒါမဲ့ခင်မျိုးဟိုဟာလေ comment ဟိုဟာတဲ့ရောက်သွားလိမ့်မယ်လေအဲ့ကကြာအမလေးရဲ့တာရဲ့ပြုတ်မလားမသိဘူးအေးပြုတ်မယ်ဆိုရင်တော့အေးဘောမပြုတ် good ခင်ဗျပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့ခင်မျိုးတွေပို့ပြီးတော့အပီပို့ချစ်ပြမှာပဲအဲ့ဒါကြောင့်ခင်မျိုး CB မှာမလုပ်တာပေါ့နော်ရဟုတ်တယ်ဒီမမတ်မိတော့ဘူးလေဘာလို့ဆိုတော့ခင်ဗျတော်တော်ကြာပြီဆိုတော့အဲ့လောက်ထိလည်းမကြာသေးပါဘူးနော်ခင်ဗျရဲ့ပေါ့နော် YouTube channel ကခင်ဗျကြီးအခုပေါ့နော်ခင်ဗျ YouTube channel လေးက subscriber 1000ပြည့်တော့ပါနေခင်ဗျကို 1K ပြအောင်ကူညီပေးကြပါ1000ပြည့်လို့ပေါ့နော်ခင်ဗျတသန်းပြအောင်ကြီးတသန်းမဟုတ်ပါဘူး1000ဆိုပေါ့နော် subscriber 1000ပြအောင်ကူညီပေးကြပါနောက်ပြီးတော့ TikTok မှာလည်းပေါ့နော်ခင်ဗျ 1K ပြအောင်ကူညီပေးကြပါခင်ဗျကပေါ့နော်1000ပြီးမှခင်ဗျ fish ကိုပြမယ်လို့ပြောထားပါဒါပေမဲ့ခင်ဗျပြောင်းလိုက်ပါတော့မယ်1K ပြီးမှပေါ့နော်ခင်ဗျရဲ့ YouTuber တကယ် fish ကိုပြတော့ပါမယ်ရှင်သူတို့ကလည်းများလိုက်တာအေးပါကွာတဲ့ကဲခင်ဗျပေါ့နော်အပီနောက်ကြရင်လည်းစိတ်မဆိုးကြပါနဲ့ရှင်တချင်းလေးနဲ့ပထမရလေလို့တချင်းနဲ့ခင်ဗျတိတ်မလုပ်တော့ဘူးတော့အဲ့တစ်ခေါက်ကလေခင်ဗျလေးပြင်းလို့ဆိုပြီးတော့လေအဲ့လိုထားခုံတဲ့ဗီဒီယိုလေးရှောက်တင်လိုက်တာကွာရှောက်တင်နေခင်ဗျဗီဒီယိုတိုင်းပြောရလေခင်ဗျကိုမေးချင်တာရှိရင်လည်းမေးလို့ရတယ်ဒါပေမဲ့ तू ကအဲ့ညကြောက်ခင်ဗျတာဝါလေးနဲ့ live ဖက်တဲ့စကားခွန်းလေးဖြစ်သွားတော့ခင်ဗျကအဲ့လိုမျိုးပေါ့နော်ခုံကားရှင်နဲ့ထားပါရှိရင်လေမှန်တော့ရပါရဲ့ဆိုပြီးတော့ခင်ဗျပြောပါပါအဲ့မှာ you at the game မှန်တယ်ဗောအဲ့အကြောင်းခင်ဗျကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့မှာဒီထဲဟောဟုတ်တယ်ခင်ဗျသိရအပေါ်မှာလေးသူတို့ကလေအဲ့မေဝါဒီမဲ့ကြည့်လိုက်နော်ခင်ဗျသိရအဲ့ရအောင်လေဒီမှာပါခင်ဗျပေါ်မှာလေးအေးလို့ရရပေါ့နော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့မယ်လို့ထင်ပါတယ်နောက်ထပ်ပေါ့နော်ခင်ဗျကိုခုံခိုင်းချင်တာရှိရင်လည်းခုံခိုင်းလို့ရတယ်ဒီတော့ဆိုရင်တော့ခင်ဗျကို follow လေးလုပ်ပေးပေါ့နော်YouTube ဆိုရင်တော့ like and subscribe လေးနဲ့ကူညီပေးကြပါအောင်ရှင်နောက်ထပ်မေးချင်တာရှိရင်လည်းမေးသွားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးရပြီလောက်ပါပဲအားလုံးပဲနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်နော်ဘိုင်ဘိုင်ပါရှင်